ပြားလေးကို तू ကဆိုတာတပြေသေးရောကြပြားရလားဗျာဝါဆိုပါကောင်းပျော်စရာကောင်းအတူပိုင်းဆိုရင်ကောင်းမလားလို့နော်ဝါဆိုဝါကောင်းရေတွေကြီးလို့တပြေသည်မဲ့ကောက်စုပ်ကွယ်ခရာစုကြုံဟိုအထဲကမျောနဲ့မဲကြီးတွေ့တတ်တယ်မျောနဲ့ဆိုတာဂျိုးနဲ့လာကွယ်မွေနဂါတောင်ချောက်ဖူးကွယ်ဒိုးလဲကြောက်ပေါင်းအတူသွားစုအုံးလဲနွားကလေးထားခဲ့မယ်သွားကွယ်အဲ့ဒီကြပြားလေးနဲ့သမီးလေးကိုသူ့အမေကတိတ်အဲ့ဒီကြပြားလေးနဲ့ကျွန်တော်အဖေကကျွန်တော်ကိုတိတ်ခဲ့ဘူးမှာဗျမကြောက်ဖို့ပြောတာဘာလို့ဘာကြောက်နေတာလဲငယ်လေးတွေကမကြောက်ဖို့အဲ့ဒီကြပြားနဲ့သူ့သမီးကိုသူ့အမေကလွှဲတိုင်းကျွန်တော်စိတ်ထဲမှာဒီကြပြားလေးကိုတိတ်တိတ်ချာချာတွေးတောဆင်ခြင်ကြည့်တော့ဒီကြပြားကပခက်ကြပြားမဟုတ်ဘူးဒီကြပြားကခလေးကြပြားမဟုတ်ဘူးဒီကြပြားသားချော့တင်းမဟုတ်ဘူးဒီကြပြားတိုင်းပြူပြည်ပြူကြပြား1940ခုနှစ်ဒုတိယကမ္ဘာစစ်ဖြစ်ချိန်ဆရာကြီးမင်းသူကသူ့ရဲ့ကွန်ကြံကုန်းကိုပြန်ပြီးဟောဒီသူ့ရဲ့အိမ်တဲလေးပေါ်ကတကားကိုဖွင့်လို့ဒီကြပြားကိုရေးခဲ့တာတိုင်းပြူပြည်ပြူကြပြားဆိုတာကျွန်တော်ရှင်းပြမယ်အထင်ရှားကျွန်တော်ကဒီနေရာမှာတပည့်လုံးမယ်ဗျာပိဋကကကျွန်တော်ကိုဆရာလုပ်လိုက်ပါပထမတစ်ကြောင်းကဘာလဲကျွန်တော်မေးကြည့်ပါဝါဆိုဝါကောင်ရေတွေကြီးလို့အဲ့ဒါလေးကိုစဉ်းစားကြည့်အောင်မြန်မာနိုင်ငံဟာတစ်နှစ်မှာဘယ်နှလားရှိတုံးဗျာဘယ်အစလဲဗျာတကူကစုံနယုံတော်တလင်းသတင်းကျအဲ့ဒီ12လမှာမြန်မာနိုင်ငံဟာဝါဆိုဝါကောင်ကြမှာပဲရေကြီးတယ်ကြံတဲ့လကိုရေမကြီးဘူးလို့ပြောတာအတိတ်ဘယ်ကတော့မင်းကျင်တရားနဲ့ညီတဲ့ဘရင်တွေအုပ်ချုပ်တဲ့နိုင်ငံလို့ပြောတာရေကြီးခြင်းတဲ့အချိန်ကြီးတဲ့နေ့တော့မညီဘူးလို့လဲဆိုလိုတာဗျနောက်တနည်းလဲယူလို့ရသေးတယ်ဝါဆိုဝါကောင်မှာရေတွေကြီးပြီးကြံတဲ့လမှာရေတွေမကြီးတာအကြောင်းရှိတယ်တဘာဝပတ်ဝန်းကျင်ထိမ့်သိမ့်တဲ့လူမျိုးတစ်တော်တွေကိုအရန်ကာရောမခုတ်တဲ့လူမျိုးရွှေတွေအရန်မကျင်တဲ့လူမျိုးတဘာဝပတ်ဝန်းကျင်ကိုနေတော့မြန်မာလူမျိုးတွေထိမ့်သိမ့်ကြလို့လဲသတိပေးသွားတယ်အခုတော့ရေကကြီးကျင်တယ်လို့ကြီးတာတဘာဝပတ်ဝန်းကျင်ကျွန်တော်တို့ကထိမ့်မှမထိမ့်သိမ့်တာကိုဝါဆိုဝါကောင်ရေတွေကြီးလို့ဟောဒီတိုင်းပြည်မှာဘယ်ခစ်ဘယ်ခါပဲဖြစ်ဖြစ်ဝါဆိုဝါကောင်မှရေကြီးရတဲ့အကြောင်းရင်းဟာတဘာဝတရားဇာတအရင်းမြစ်တွေထိမ့်သိမ့်ကြဟေးပြည်သူပြည်သားနဲ့အုပ်ချုပ်သူဘရင်ညီညွတ်ကြဟေးလို့သတိပေးသွားတယ်တိုင်းပြူပြည်ပြူဝက်ကြလေကဲနောက်တစ်ကြောင်းများဝါဆိုဝါကောင်ရေတွေကြီးလို့တပြေသည်မဲ့ကောက်စုကွယ်တာမန်ဆိုရင်တော့တပြေသည်မဲ့ကောက်စားတာဘာဆန့်လက်ထင်မှာကျွန်တော်တို့နိုင်ငံမှာနေပြီးကျွန်တော်တို့နိုင်ငံရဲ့အလှကိုမမြင်တာကျွန်တော်တို့အိမ်မှာနေပြီးကိုယ့်အိမ်အလှကိုမမြင်တာဗျရေကြိုမြေကြီးနိုင်ငံအလယ်အဖြတ်စင်တာကဘာပေါ်မှာမြန်မာတနိုင်ငံပဲရှိတယ်စဉ်းစားကြည့်ပါရေကြိုမြေဟောဒီအောက်ကိုတူးကြည့်ပါမြန်မာနိုင်ငံရဲ့အောက်မှာရေကြိုပင်လယ်ကြီးရှိတယ်ကဘာမှာရေကြိုတွေရှားနေပြီးမြန်မာနိုင်ငံတကြံမှာရေကြိုနဲ့ပတ်တဲ့တိုင်းပြည်တပြေးသီးမဲ့ကောက်တယ်ဆိုတာသူများနိုင်ငံမှာကြွေကြတဲ့အသည့်ကောက်စားလို့မရဘူးအစ္စရေးကောက်စားလို့မရဘူးပါလက်စတိုင်းကောက်စားလို့မရဘူးအီဂျစ်ကောက်စားလို့မရဘူးအင်္ဂလန်ရုရှားမရှိဘူးတပြေးသီးမဲ့ကောက်ဆုတ်ကွယ်ဆိုတာငါတို့နိုင်ငံဟာဗရေသာပင်နိုင်ငံဟဲ့ထိမ့်သိမ့်ကြလို့လဲပြောတာဗရေသာပင်နိုင်ငံမှမသိဘူးကောက်ပြီးစားရုံပဲနတ်ဘုံနန်းကောက်စားရုံပဲသူများနိုင်ငံတော်ကိုခက်စိုက်ပြစားတော့ရတာအလွယ်တကူစားလို့ရတယ်ဒါကိုပြောတာတပြေးသီးမယ်ကောက်ဆိုးကွယ်ပြီးတော့ခရာစုကြုံဟိုအထဲကခရာစုကြုံဆိုတာအဲ့ဒီခါတော့ဒုတိယကမ္ဘာစစ်ကြီးကိုပြောမယ်ထင်တယ်ဗျနေချက်စနစ်ကိုပြောမယ်ထင်တယ်နေချက်စနစ်ကကြောက်စရာကောင်းတယ်ကိုလိုနီစနစ်ကကြောက်စရာကောင်းတယ်ဒီနေရာမှာဆရာကြီးမင်းသူဝင်တို့ခေတ်တုန်းကကိုလိုနီနဲ့ဒီခေတ်ကိုလိုနီနဲ့မတူဘူးဗျပလေတိုရေးတာလေဝေမျှခြင်းလို့ပါပလေတိုကပြောဖို့တယ်ဗျသူတို့ခေတ်တုန်းကအလကားပါကွာတဲ့စစ်တိုက်နေတဲ့ဘရင်တွေစစ်တိုက်ပြီး colonization လုပ်တဲ့ဘရင်တွေအုံနောက်မရှိလို့တဲ့တကယ်အုံနောက်ရှင်စစ်တိုက်ဆရာမလိုဘူးတဲ့စစ်တိုက်ပြီး colony လုပ်တယ်ဆိုတာလူတွေလည်းတည်တယ်ပင်ပန်းပါတယ်ကွာတဲ့ colony လုပ်ချင်တာများလွယ်လွယ်လေးရဲ့တဲ့
ကိုဒေတာအတွင်းမှာကိုနိုင်ငံကိုအခြားနိုင်ငံနဲ့စီကံရောစီကံနေရှိဖွံ့ဖြိုးတိုးတက်အောင်လာစ조사လိုက်ကိုနိုင်ငံဖွံ့ဖြိုးလာရင်ကိုနိုင်ငံလောက်မှမဖွံ့ဖြိုးတဲ့ဒီဒေတာတွင်းနိုင်ငံတွေအလုံးလုံးနေရင်ကျွလာခံလိုက်မယ်ကွာလေမရောက်ရင်စင်ကာပူကိုကြည့်အဲ့ဒါခရာစုပဲဟိုခေတ်တုန်းကခရာစုကတော့တနက်ကြီးနဲ့လာတာပေါ့ဂျပန်တို့အင်္ဂလိပ်တို့ဥရောပပုဂ္ဂိုလ်များဒီဘက်ခေတ်ကတော့ဒေါ်လာကြီးစံနဲ့ပြည့်ရင်ကျင်တက်နေတာဟေးယွမ်ကြီးစံနဲ့ဖြစ်ရင်ပျော်နေတာဗတ်ကြီးစံနဲ့ဖြစ်ရင်ခုံပေါက်နေတာငါတို့ကကြည့်ပါဦးခရာစူးကြုံဟိုအထက်ကခရာစူးကိုလေခရာစူးမှန်းကျွန်တော်တို့မသိဘူးဟိုအထက်ကမြော့နဲ့မဲကြီးတွေ့တတ်တယ်အမလီမြော့နဲ့တွေတွေ့နေတာကြာလာပေါ့ကြာလာပေါ့ကျွန်တော်တို့ကမြော့နဲ့တွေ့တာကိုအရားပြတယ်ဆိုသဘောများကြာနေလားတော့မသိဘူးမြော့နဲ့ဆိုတာဂျိုနယ်လားကွစိန်ခေါ်တာဗျဟေးမြော့နဲ့မင်းဂျိုနယ်လားစိန်ခေါ်တာ260ကျော်ပါပြီမွေနောက်မှာငကားလို့ထည့်ထားတာဗျမွေနောက်မှာငကားဆိုတာဘယ်တိုင်းပြည်တွေကိုစားပြူတာပါလေဟာမွေငကားတောင်မကြောက်ဘူးကွယ်တဲ့ကျွန်တော်တော့မယုံဘူးဗျအဲ့ဒီလမ်းကြီးသာပိတ်ဝစ်စရာအနှွေးတယ်တောင်ရှိမှာမဟုတ်ဘူးမွေငကားတောင်ကြောက်ဘူးကွယ်တဲ့ဆရာကြီးမင်းသူဝန်ဗျတက်ရှိထင်ရှားရှိရင်လေစိတ်အယံဝမ်းနဲ့မှာမွေငကားတောင်ကြောက်ဘူးကွယ်ဒီနေရာမှာပြောစရာရှိတယ်ဗျမကြောက်ဘူးလို့ပါဇက်ကကြိုက်တယ်လို့ပြောလို့ရတယ်ရင်ထဲမှာအကြောက်တရားရှိရတဲ့အကြောင်းရင်းအချက်၃ချက်ကြောင့်တစ်ပညာမတတ်တဲ့လူဟာပညာတတ်တဲ့လူကိုကြောက်ရတယ်ကြောက်တော့လူမျိုးတွေပညာတတ်အောင်သင်နှစ်အကျင့်သီလနည်းသူဟာအကျင့်သီလကြီးသူကိုကြောက်ရတယ်သီလနည်းရင်တတ္တိနည်းတယ်သီလကြောင်ရင်တတ္တိကြောင်တယ်တတ္တိမရှိတာသီလမရှိလို့ဒါကြောင့်မကြောက်ဖို့ဆိုရင်တစ်ပညာတတ်အောင်သင်နှစ်ဇာတိတကောင်းအောင်နေကြသုံးချမ်းသာဖို့လိုတယ်ပတ်စံကျွန်တော်တို့ငွေမရှိရင်ငွေရှိတဲ့လူကိုကြောက်တာဒါသဘာဝပဲဒါပြင်ချမ်းသာတယ်ဆိုရင်ဆင်းရဲနိုင်တဲ့အချက်တွေပယ်ရမှာပေါ့အိမ်တအိမ်ဆင်းရဲရတဲ့အချက်၅ချက်ရှိကျွန်တော်တို့အိမ်ကြီးဟောဒီထဲမှာရှိတဲ့စာချစ်သူတွေရဲ့အိမ်ဆင်းရဲနေတယ်ဆိုရင်ကျွန်တော်ပြောတဲ့၅ချက်ထဲကအချက်တော်တော်များများညှိနေတအားဆင်းရဲတယ်တစ်ချက်နှစ်ချက်ဆိုနည်းနည်းဆင်းရဲတစ်ဘယ်လိုအိမ်တွေဆင်းရဲတယ်လဲဆိုရင်ဟောဒီအိမ်ကိုခေါင်းဆောင်လုပ်နေတဲ့အဖေနဲ့အမေရဲ့စီမံခန့်ခွဲမှုညံ့ဖြစ်ရင်လည်းအိမ်ဆင်းရဲတယ်ကျွန်တော်ဝန်ထမ်းသားသမီးပါကျွန်တော်တို့အိမ်ဆင်းရဲပါတယ်အဖေနဲ့အမေစီမံခန့်ခွဲမှုညံ့နေဗျအဖေကအရက်ကလေးတများများနဲ့အမေကလည်းလေအိမ်တောင်ပြိုစဖိုးကရှောက်ချက်တာအမေကလည်းမလောက်ဘူးအမေနဲ့အဖေစီမံခန့်ခွဲမှုညံ့ဖြစ်တော့ကျွန်တော်ဆင်းရဲခဲ့ကြတယ်တစ်အိမ်ရဲ့အဖေနဲ့အမေအိမ်ရဲ့ခေါင်းဆောင်အိမ်ရဲ့ဦးစီးအဖေနဲ့အမေစီမံခန့်ခွဲမှုညံဖြစ်ရင်ဆင်းရဲတယ်လို့နှစ်မောင်နှမချင်းချင်းရံဖြစ်နေတဲ့အိမ်လဲဆင်းရဲတယ်တိုင်းပြည်လို့ပြောရင်ပြည်တွင်းစစ်ဖြစ်နေဆင်းရဲတယ်ပေါ့ဗျာသုံးအိမ်တအိမ်ဆင်းရတဲ့အကြောင်းရင်းဟာအိမ်မှာရှိတဲ့မိသားစုဝင်တွေဟာသူတို့ကိုယ်တိုင်အိမ်တွင်သခိုးတွေဖြစ်နေရင်လဲဆင်းရဲတယ်ဗျဖေမေမသိအောင်သားသမီးကပစံနေခိုး TV ဂိမ်းကိုသွားဒါကိုပြောတာနော်အဖေကလည်းအမေမသိအောင်ပစံနေက KTV ကိုသွားကာလာအိုကေသွားအမေကလည်းအဖေမသိအောင်ပစံနေကနှလုံးနေထိုးသုံးလုံးနေထိုးအိမ်တွင်းသခိုးတွေများတော့ဆင်းရဲတာပေါ့စဉ်းစားကြည့်ပါတိုင်းပြည်လိုပြောရင်တော့လက်ပေးလက်ယူမှုတွေမတော်မတရားလုပ်မှုတွေများရင်လည်းဆင်းရဲတယ်နောက်တစ်ချက်လက်ကြောမတင်းတဲ့လူတွေကြီးနေတဲ့အိမ်ကလည်းဆင်းရဲတယ်အိမ်တိုင်းမှာလူပြင်းနေများရင်ဆင်းရဲတယ်ကျွန်တော်တို့တိုင်းပြည်နဲ့ကြည့်ရင်ကျွန်တော်တိုင်းပြည်မှာလက်ကြောတင်းတဲ့လူနည်းတယ်ဗျတစ်ပင်ခုတ်ရောင်းတာပဲဘဝတုပရောင်းမလို့စိတ်မကူဘူးလက်ကြောမတင်းမှုထုတ်ရောင်းလက်ကြောမတင်းမှုဆင်းရဲမှာပဲစဉ်းစားကြည့်ပါလက်ကြောမတင်းတဲ့လူပွဲစည်းရှင်လည်းဆင်းရဲသလိုနောက်ဆုံးချက်
အိမ်နီးချင်းကောင်းမရှိရင်လည်းဆင်းရဲတယ်အိမ်တအိမ်ကသူ့ရဲ့တောင်ဘက်ကကျူကုန်းမြောက်ဘက်ကဘောလုံးပွဲထိုင်ခြေရင်းကနှလုံးသုံးလုံးထိုင်ခေါင်းရင်းအိမ်ကကာလာအိုကေအဲ့ဒီဆင်းရဲပြီသားမှတ်တော့ဒါကိုဆိုလိုတာအိမ်နီးချင်းကောင်းရှိမှလည်းချမ်းသာတာဒီတော့မကြောက်ဖို့ဆိုရင်တစ်ကျွန်တော်တို့လူမျိုးတွေပညာတတ်အောင်သင်ညာနှစ်ဇာတိတကောင်းအောင်နေသုံးစီမံခန့်ခွဲမှုတွေကောင်းအောင်လုပ်ကြဟဲ့အိမ်တွေမှာအိမ်တွင်းသခိုးတွေနဲအောင်ငါတို့စ조사ကြမပြင်းကြနဲ့မောင်နှမတွေရမဖြစ်ကြနဲ့အိမ်နီးချင်းကောင်းတွေကိုရှာဖွေပြီးတော့ပေါင်းကြလို့အဲ့ဒီလိုအတိတ်ပဲလေရတယ်မွေနဂါတောင်ကြောက်ဖူးကွယ်ဒိုလဲကြောက်ပေါင်မကြောက်ဘူးဆိုတော့အဲ့ဒီအချက်၃ချက်ဖြစ်အောင်စ조사ခိုင်းတာကြောက်ပေါင်အတူသွားစုလှလိုက်တဲ့စကားဗျအတူသွားရမှာနော်တူကောင်းတယောက်ကောင်းတသင်းတစ်ဖွဲ့ကောင်းနဲ့လှုပ်လို့မရဘူးအားလုံးအတူတူပူးပေါင်းဆောင်ရွက်ရမယ်လို့ပြောတာလူတော်များများပြောတယ်ဗျဘသူမကောင်းလို့ဘသူဘာတွေမကောင်းတာဘသူမကောင်းလို့ဘသူမကောင်းတာဆရာကြီးမင်းသူဝန်စကားနဲ့ပြောရင်တော့အားလုံးမကောင်းလို့အားလုံးမကောင်းတာကျွန်တော်တို့လည်းကောင်းဖို့လိုတယ်စာချစ်သူတွေလည်းကောင်းဖို့လိုတယ်လူတိုင်းကိုယ်စီကောင်းမှအားလုံးကောင်းမှကျွန်တော်တို့လက်ညှိုးထိုးတာတွေရပ်ပြီးကိုယ်တိုင်တယောက်ချင်းစီကောင်းဖို့လို့အချိန်တန်ပြီဒါကိုပြောတာအတူသွားစို့အောင်လက်နွားမြင်ဘူးလားမသိဘူးဗျလူကြီးတွေသိမယ်ကလေးတော့သိချင်မှသိမယ်အုံးဘေးကအလက်ကိုခုတ်အရွက်တွေကိုဖဲဟုတ်ပြီလားကျွန်တော်တလန်လောက်ကလေးလေလောက်လေးခုတ်ပြီးတော့နွားပုံလေးလှုပ်ပေးတာလေးအဖေကပြီးတော့ပေါင်ချောင်းကိုဘာလုပ်တော့ညတ်တယ်ကျွန်တော်ဟယ်ရီပေါတာလို့ပေါ့ကလေးတွေပြောရင်ကျွန်တော်ဟဲ့နွားလို့မអော်ဘူးလားဟဲ့နွားလို့ဘသူអော်တော့အဖေអော်လားအမေអော်လားကိုကိုတိုင်းអော်လားကိုကိုတိုင်းអော်ပြီးဘသူပြေးတော့ဟောဒီလိုပြေးတာဟဲ့နွားအောင်လက်နွားအထာဟိအထနောနာထောငါတို့တွေကိုအားကိုကြလို့လဲပြောတာဗျအောင်လက်နွားစီးတယ်လို့ပဲဟဲ့နွားလို့ကိုကိုတိုင်းအော်ကိုကိုတိုင်းပြေးငါတို့အားလုံးစ조사ကြကိုအားကိုအထာဟိအထနောနာထောဘသူမှအာမကိုနဲ့ငါတို့အားလုံးတာဝန်ရှိတယ်လို့ပြောတာအောင်လက်နွားကလေးထားခဲ့မယ်သွားကွယ်တိုက်တွန်းထားတာကျွန်တော်တို့ကဒီပကက်ကဗျာလေးကိုငငယ်လေးကလေးကကြားဘူးပြီးတော့ဒီလိုနှလုံးမသွင်းပြဘူးပကက်ကဗျာလေးကိုသာကျွန်တော်တို့နှလုံးသွင်းလိုက်မယ်ဆိုရင်ကျွန်တော်တို့အိမ်ကြီးအရန်ကိုလှလာမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဗျာ